အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လူငယ်တွေစစ်ပွဲတန်တဲ့ရုံးထွက်ဖို့ကိစ္စလေးကိုကျွန်တော်အနေနဲ့ရှင်းလင်းလိုတာဒီနေ့မြန်မာနိုင်ငံရဲ့ပြည်ပခါကြီးမှာလူငယ်တွေအများကြီးအသုံးချခံရတာပေါ့နော်ဒီစစ်ပွဲတွေကိုဘယ်သူတွေဖန်တီးတာလဲဘက်ကလည်းကျွန်တော်အနေနဲ့ပြန်စဉ်းစားတဲ့အခါမှာကမ္ဘာပေါ်မှာစစ်ပွဲတွေဖြစ်တဲ့အားလုံးကဒီစစ်ပွဲတွေကိုလူကြီးတွေနဲ့ကြောင့်မို့ဖြစ်တဲ့စစ်ပွဲတွေပဲရှိပါတယ်လူငယ်ကြောင့်ဖြစ်တဲ့စစ်ပွဲတွေမရှိပါဘူးတစ်ဖက်ကနေမှအမုန်းတရားတွေရိုက်သွင်းပြီးမှပါသွားတဲ့လူငယ်တွေရှိတယ်လို့နောက်ကျွန်တော်တစ်ဖက်ကနေမှလည်းအတင်းအဓမ္မဆွဲပြီးမှဒါတိုင်းသားလည်းနဲ့ကင်ဖွဲ့စီတော့တွေ့ရလူငယ်တွေကိုဆွဲပြီးမှရဲဘော်လုပ်ခိုင်းတာပေါ့အဲ့ဒါပြီးမှကျွန်တော်တို့ဒီဒေါ်လာရေးလောက်ကြတဲ့စစ်ပွဲတွေဖြစ်လာကြတယ်စစ်ပွဲဖြစ်တဲ့အခါကျတော့တပ်မတော်ဘက်ကလည်းတော်တော်လေးကြဆုံးများလာတဲ့အခါကျတော့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးမှသူကဒါလူငယ်တွေကိုပဲအဓိကပြစ်မှတ်ထားပြီးမှဆွဲကြတာပေါ့နော်ဆွဲကြတဲ့အခါကျတော့ဒါကတော့သူ့ဥပဒေတိုင်းညီဒီအဲ့ဒီမှာတပ်မတော်ဘက်ကလည်းဒါအတင်းကျလှုပ်လာတဲ့အပိုင်းကဏ္ဍဆိုလူငယ်တွေတော်တော်ဒုက္ခရောက်ကြရပါဥပမာအနေနဲ့အခုဖြစ်သွားတဲ့ဓာချိုးဖြစ်စဉ်ဆိုရင်တော့တစ်ဖက်ကအမုန်းတရားရဲ့တွင်းမျိုးပါသွားလူငယ်တွေလည်းရှိတယ်တစ်ဖက်ကနေပြီးမှအတင်းအဓမ္မဆွဲပြီးမှပါလာတဲ့လူငယ်တွေလည်းရှိပါတယ်ဒီတပ်မတော်ဘက်ကဆိုရင်လည်းစစ်မှုထမ်းကိစ္စကြောင့်မို့စစ်မှုထမ်းတဲ့အတင်းကျဆွဲပြီးမှပါသွားလူငယ်တွေလည်းရှိတယ်အဲ့မှာတိုက်ကြတယ်တီးကြတယ်နှစ်ဖက်စလုံးကိုတေးကြတာအများကြီးတေးတယ်တပ်မတော်ဘက်ကလည်းကြားတယ်ဟိုဘက်ကလည်းကြားတယ်ဒါကလည်းဒါသူတို့ပြတဲ့စစ်ပွဲမှာကြာဆုံးသွားတဲ့လူတွေကိစ္စသူတို့ပြတဲ့အတွက်ကြောင့်မို့ပြည်သူတွေကအဲ့မှာလည်းတော်တော်များများလည်းသိကြမှာပါအခုနောက်ဆုံးကြတော့နိုင်ငံရေးဆွေးနွေးမှုနဲ့လာချိုးကိုပြန်ပေးရတယ်ပြန်ပေးတဲ့ခါကျတော့အသက်ပေးစားလိုက်ရတဲ့လူငယ်တွေကဒီလာချိုးကိစ္စနဲ့ပတ်သက်ပြီးတော့တာရင်လားပြန်စဉ်းစားဖို့ပေါ့နော်လူကြီးတွေကလည်းဒီမျိုးဒီမဖြစ်အောင်အမုန်းတရားတွေလျှော့ပြီးမှမာနတွေလျှော့ပြီးမှကျွန်တော်တွေ့ဆုံညှိနှိုင်းဆွေးနွေးစီခြင်းပါတယ်ဒါလူငယ်တွေအနေနဲ့ကလည်းကိုယ်ဆိုရောက်ခဲ့တဲ့တဲ့နဲ့အမုန်းတရားလားနောက်အစိုးရောက်တဲ့ကိစ္စတွေဒါပြန်လဲတုံးတက်ပြီးမှယုံတိမယုံတိပါဝင်တိမပါဝင်တိကိုစဉ်းစားစီအဲ့လိုစဉ်းစားနိုင်မှတာဒီကျွန်တော်တို့စစ်ပွဲတန်တွေကရုံထွက်နိုင်မှာဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်ပါတီအနေနဲ့လည်းဒါဒီငင်းချိုင်းကိစ္စတွေနောက်ပြီးတော့တွေ့ဆုံညှိနှိုင်းမှုတွေဒါဒီစစ်မှုထမ်းဥပဒေမှာပြဋ္ဌာန်းပြီးမှအတင်းအဓမ္မလုပ်တဲ့ကိစ္စတွေကိုကျွန်တော်ပါတီအနေနဲ့ပြောနေဆိုနေပါတယ်တစ်ဖက်ကလူငယ်တွေဘက်ကိုကျွန်တော်ကာပြီးမှပြောသလိုတစ်ဖက်ကနေမှလည်းလူငယ်တွေဘက်ကလည်းယုံထားဖို့အများကြီးကြည့်ပါတယ်ဒါကြောင့်မို့ဒီတန်နေရစစ်ပွဲတန်နေရလွတ်မြောက်အောင်ဆိုရင်တော့လူကြီးတွေအနေနဲ့တွေ့ဆုံညှိနှိုင်းဆွေးနွေးကြပါလူငယ်တွေအနေနဲ့ကလည်းဒီအမုန်းတရားတွေနဲ့ဆွဲဆောင်လာတဲ့ကိစ္စလေးတွေကိုယုံတိမယုံတိကိုယ်အုံနောက်နဲ့စဉ်းစားပါတော့တစ်ဖက်အစွန်းတရားတွေနဲ့ဖြစ်လာပြီဆိုရင်လူငယ်တွေနဲ့တိုက်ခိုက်ကြပါချီဖြတ်ကြပါဗျာလူငယ်တွေနေနဲ့ဘာလို့နိုင်ငံနှစ်နာလုံးတော့ပါနိုင်ငံတည်ဆောက်ဖို့တဲ့လူငယ်တွေရဲ့အားတွေအများကြီးလိုပါတယ်အခုဆိုတော့လူငယ်တွေတော်များများကတော်တော်မှဝင်ပြီးမှလက်နဲ့ကင်နေရပါတယ်လက်နဲ့မကင်မနဲ့လက်တော့ကင်ပြီးမှနိုင်ငံကြီးကိုကျွန်တော်တည်ဆောက်ကြမယ်ဆိုရင်တော့ကျွန်တော်တာယာဖွံ့ဖြိုးတဲ့နိုင်ငံကြီးကမကြခင်မှာဖြစ်လာမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့ပြောကြားလို့ပါကျေးဇူးတင်ပါတယ်